ဒီနေ့မှာတော့ကျွန်တော်ကမိတ်ဆွေတို့ဗီယက်နမ်ဗီဇာရက်90နေထိုင်ခွင့်ရတဲ့3လဗီဇာကိုကိုယ်တိုင်ကိုယ်ကြဘယ်လိုရှောင်မလဲဆိုတော့ကိုရှင်းရလို့ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့မိတ်ဆွေတို့လောက်အောင်မှာကမိတ်ဆွေတို့ရဲ့ phone browser လေးကနေပြီးတော့ evisa.government.vn ဆိုတဲ့ကျွန်တော်အခုပုံမှာပြထားတဲ့ဟာလေးကိုရှာမှာဖြစ်ပါတယ်ပြီးရင်တော့ယခုပုံမှာပြထားတဲ့အတိုင်း apply now ဆိုတဲ့ဟာလေးကိုမိတ်ဆွေတို့ကနှိပ်ပေးရမှာဖြစ်တယ်ယခုပုံထဲမှာပါတဲ့အမှန်ကြီးလေးနှစ်ရှစ်ကိုကျွန်တော်တို့က submit လုပ်ပေးရမှာဖြစ်တယ်အဲ့လိုမျိုးလေး submit လုပ်ပြီးသွားပြီဆိုတာနဲ့သူကနောက်တစ်ဆင့်အနေနဲ့မိတ်ဆွေတို့ရဲ့နောက်ခံပုံလေးကိုသူကအဖြူခံတဲ့ပုံလေးကိုကျွန်တော်တို့ကဒီနေရာမှာ upload လုပ်ပေးရမှာဖြစ်ပါတယ်ဗျအဲ့ဒါပြီးနောက်တစ်ဆင့်အနေနဲ့ကြတော့မိတ်ဆွေတို့ရဲ့ passport ရှေ့စာမျက်နှာလေးကိုတပ်ပုံရိုက်ပြီးတော့ upload ပြန်လုပ်ပေးအောင်မှာဖြစ်ပါတယ်အဲ့လိုမျိုး passport စာမျက်နှာလေးကို upload လုပ်ပြီးသွားပြီဆိုရင်တော့ဒီတစ်ဆင့်မှာတချို့မိတ်ဆွေတွေကကြတော့လွယ်တတ်တယ်ပေါ့နော် last name နေရာလေးမှာမိတ်ဆွေတို့ရဲ့နောက်ဆုံးနာမည်လေးကိုဖြည့်ပေးရမှာဖြစ်ပါတယ်middle name and given name နေရာကတော့မိတ်ဆွေတို့ရဲ့ရှေ့ဆုံးစလုံးနာမည်လေးဖြည့်ပေးလို့ရပါတယ်ဗျ nationality နေရာမှာတော့ကျွန်တော်တို့ကမြန်မာကိုပဲရွေးပေးရမှာဖြစ်ပါတယ်ပြီးတော့သူက ID card နေရာမှာတော့ကျွန်တော်တို့ကမြန်မာရဲ့မှတ်ပုံတင်နံပါတ်ကိုကျွန်တော်တို့ကဖြည့်ပေးရမှာဖြစ်ပါတယ်မိတ်ဆွေတို့က ID card နေရာမှာဖြည့်ပေးသွားပြီဆိုလို့ရှိရင်တော့ religion နေရာမှာမိတ်ဆွေတို့ရဲ့သက်ဆိုင်ရာဘာသာအလိုက်ထည့်ပေးလို့ရနိုင်ပါတယ်နောက်တစ်ဆင့်အနေနဲ့ကြတော့မိတ်ဆွေတို့ကဒီဗီယက်နမ်နိုင်ငံကိုစတင်ဝင်ရောက်မဲ့ရက်ကိုစထည့်ပေးရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဗီယက်နမ်ဗီဇာကသူကရက်90မိတ်ဆွေတို့စတင်ဝင်ရောက်တဲ့နေ့ကနေစပြီးတော့စတက်တာမို့လို့ပါ။မိတ်ဆွေတို့စတင်ဝင်ရောက်တဲ့ရက်မှာစပြီးတော့ရက်90ပြည့်တဲ့နေ့ကိုရက်တွက်ပြီးတော့သူကရေးရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ဥပမာအနေနဲ့ဒီနေ့တိတ်နဲ့ကျွန်တော်ရေးထည့်ပေးပြထားပါတယ်ဗျ။နောက်တစ်ဆင့်ကတော့မိတ်ဆွေတို့ရဲ့ passport number လေးတွေရိုက်ထည့်ပေးရမယ်။မိတ်ဆွေတို့ရဲ့ issuing authority နေရာမှာတော့မိတ်ဆွေတို့ကမြန်မာဆိုတဲ့ဟာလေးကိုရိုက်ထည့်ပေးရမယ်ဒီနောက်ထပ်တစ်ဆင့် type passport type နေရာမှာတချို့ကျော်လွဲတတ်တာကကျွန်တော်တို့ကမြန်မာ passport စာအုပ်အနီးကိုကင်ထားတယ်ဆိုလို့ရှိရင် ordinary passport ဆိုတာလေးကိုရွေးပေးရမှာဖြစ်ပါတယ်ဗျပြီးရင် date of issue နေရာမှာမိတ်ဆွေတို့ရဲ့ passport စာအုပ်စာရခဲ့တဲ့ရက်လေးကိုထည့်ပေးပါ expire date ကတော့စာအုပ်ထဲကဟာအတိုင်းပါပဲဗျကျွန်တော်တို့က passport type ကိုထည့်ပေးပြီဆိုတာနဲ့နောက်ထပ်တစ်ဆင့်ကတော့ contact info မှာမိတ်ဆွေတို့ရဲ့ယခုcurrently နေတဲ့နေရာ permanent residential address မှာမိတ်ဆွေတို့မြန်မာပြည်ရဲ့လိပ်စာကိုထည့်လို့လည်းရနိုင်ပါတယ်မြန်မာပြည်ဖုန်းနံပါတ်နဲ့ contact address မှာရေးလို့လည်းရနိုင်ပါတယ်အဲ့ဒီနေရာလေးမှာတယ်လီဖုန်းနံပါတ်တွေပါတယ်ထည့်ရေးလို့ရပါတယ်ဗျနံပါတ်5နေရာမှာတော့ occupation နေရာမှာမိတ်ဆွေတို့ကအလုပ်ရှင်တော့မိတ်ဆွေတို့ရဲ့အလုပ် company လိပ်စာတွေထည့်ရေးလို့ရပါတယ်တကယ်လို့130ဆိုလို့ရှိရင်တော့ employment ပဲထည့်တာအဆင်အပြေဆုံးပါပဲဗျဒီနောက်ထပ်အခုလာမယ့်တစ်ဆင့်မှာကျတော့ city နေရာမှာကျွန်တော်ဟိုရှိမင်းကိုထည့်လိုက်တယ်ဒီ commute တွေပါတယ်နေရာမှာတော့ကျွန်တော်တို့ကရိုးရိုးရှင်းနေပါပဲဒီ Twitter ကုန်းသုံးမအဂရာနေပြီးတော့ဒီ hotel booking တစ်ခုခုဟိုအဖြစ်ပြီးတော့အဲ hotel booking ရဲ့လိပ်စာအတိုင်းနေထည့်ဖြည့်ပေးလိုက်တာလည်းအဆင်ပြေတယ်ဗျပြီးတော့ internet gate of entry နေရာမှာကျွန်တော်ကဟိုရှိမင်းကနေဝင်လာတာဖြစ်တဲ့အတွက်ကြောင့်ဟိုရှိမင်း international airport နေရာဆိုပြီးတော့ကျွန်တော်ရွေးလိုက်ပါတယ်ဗျဒီတစ်ခုကတော့ internet expense သူကဘယ်လောက်သုံးမလဲဆိုပြီးတော့သူပြောတဲ့အတွက်ကြောင့်ကျွန်တော်ကလည်းခက်တီတီပဲ9000 USD ဆိုပြီးရေးလိုက်ပါတယ်ဗျနောက်ထပ်သူကကိုငွေနဲ့ကိုလာတာလား sponsor ပေးတာလားပေါ့ဆို personal အနေနဲ့ကျွန်တော်ရွေးလိုက်ပါတယ်ဗျပြီးရင်တော့ payment method မှာကျွန်တော် visa ကတ်ကိုရွေးပြီးတော့ visa submit လုပ်ပြီးကျွန်တော်ရှောက်လိုက်ပါတယ်ဗျအခက်အခဲလုံးဝမရှိပဲဗီယက်နမ် visa အမြန်ဆုံးလွယ်ကူစွာရနိုင်ကြပါလေဗျ